no one ဘယ်သူမှဒီစကားလုံးနဲ့စတဲ့ဝါကြလေးတွေလေ့လာကြည့်ရအောင် no one is perfect ဘယ်သူမှမပြီးပြည့်စုံဘူး no one is too busy ဘယ်သူမှအရန်အလုံးရှုပ်မနေဘူး no one is coming to save you ဘယ်သူမှမင်းကိုလာပြီးတော့မှကယ်ဆယ်မှာမဟုတ်ဘူး no one is above the law ဒါကတော့ဆိုရိုးလေးတစ်ခုပါဥပဒေရဲ့အထက်မှာဘယ်သူမှမရှိဘူး no one came ဘယ်သူမှမလာခဲ့ဘူး no one told me she was ill သူမနေမကောင်းဖြစ်နေတဲ့အကြောင်းငါ့ကိုဘယ်သူမှမပြောခဲ့ဘူး no one will get hurt ဘယ်သူမှနာကျင်မှာထိခိုက်ခံစားမှာမဟုတ်ဘူး I called twice but no one answered ငါနှစ်ကြိမ်တောင်မှခေါ်ခဲ့တယ်ဖုန်းဆက်ခဲ့တယ်ဒါပေမဲ့ဘယ်သူမှပြန်မဖြေဘူး no one knows her better than I do ဘယ်သူမှငါထပ်ပို့ပြီးသူမအကြောင်းကိုမသိဘူး no one ရဲ့နေရာမှာ nobody ဆိုတာကိုမှအစားထိုးပြီးတော့လဲသုံးလို့ရပါတယ်